နူငယ်လေးတစ်ယောက်ဟာနီမကောင်းဖြစ်နေတဲ့သူ့ချစ်သူစီကိုလူမမာမေးဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ကတင်ပေါ်ကစောင့်အောင်မှာထူးဆန်းတဲ့မွေမီကြီးတစ်ချောင်းကိုသူမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာသူကမကြခင်ရဲ့ရွာထဲမှာတည်င်းကြီးနေတဲ့မွေကြီးကသူ့ချစ်သူကိုရစ်ပတ်ထားတယ်လို့ပဲထင်နေခဲ့တာပါ။ချစ်သူမိန်းကလေးကသူ့ကိုအမြန်ထွက်သွားဖို့ပြောပေမဲ့သူကတော့တတိမွေပြီးစောင့်ကိုမလိုက်ပါတယ်။ငါချစ်သူကိုလွတ်လိုက်စမ်းလို့ဟင်းဟောင်းလိုက်ပေမဲ့သူမြင်လိုက်ရတာကအဲ့ဒီမွေမီးဟာသူ့ချစ်သူရဲ့ခန္ဓာကိုယ်နဲ့တစ်ဆက်တည်းဖြစ်နေတာပါသူကြောက်လန့်တကြားနဲ့ထွက်ပြေးသွားခဲ့လေမင်းကလေးခမရင်ခွဲမတက်ခံစားလိုက်ရတာပေါ့သူမရဲ့အစစ်အမှန်ကိုတီးသွားရင်ဘလောက်ပဲချစ်ထဲပါစေအဆုံးမှာတော့စွန့်ပစ်ခံရမှာပဲလို့သူမတွေးနေခဲ့တာပါဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီနူငယ်လေးဟာရေနဲ့ဆေးဘဝင်အပင်တွေကိုကင်ပြီးပြင်ရောက်လာပါတယ်မွေနှကားတဲ့အင်အားချိနဲ့နေရင်ရေနဲ့ပိုးစာရွက်ချွေးရတယ်ဆိုတဲ့စာအုပ်ထဲကအတီးနဲ့သူကတညလုံးပြုစုပေးခဲ့တာပါသူမအားပြန်ပြစ်လာဖို့ဘေးကနေမအိပ်မနေစောင့်ရှောက်ပေးခဲ့တယ်နောက်ရက်မှာတော့ရွာသားတွေကမွေနှကားမတိတကောင်ကိုဖမ်းမိထားတယ်ဆိုတဲ့သတင်းကြောင့်သူစိုးရင်တကြီးသွားကြည့်ခဲ့ပါတယ်လောင်အိမ်ထဲမှာတနာစရာမိန်းကလေးတယောက်ကိုတွေ့တော့သူကယ်ဖို့ကြိုးစားပေမဲ့ရွာသားတွေကသူ့ကိုမောင်းထုတ်လိုက်ကြတယ်သူဟာနောက်ကနေချောင်းကြည့်ပြီးရွာသားတွေမရှိတဲ့အချိန်မှာအဲ့ဒီမိန်းကလေးကိုပိုးစာရွက်တွေတွားကြွေးခဲ့ပါတယ်။တကယ်တော့ဒါဟာရွာသားတွေရဲ့ထောင်ချောက်ပါစိတ်တဘောကောင်းတဲ့သူတွေကိုဆွဲဆောင်ပြီးငွေညစ်ဖို့ငကားမလေးအချစ်ဟန်ဆောင်ခိုင်းထားတာပါ။သူအဖမ်းခံရတော့မယ့်အချိန်မှာပဲအဲ့ဒီမိန်းကလေးနဲ့ပုံကြည့်နေတဲ့သူ့ချစ်သူတို့ကကူညီပေးခဲ့လို့သူလွတ်မြောက်လာခဲ့ပါလေ။နောက်ဆုံးမှာတော့သူဟာပိုးစာရွက်တွေနဲ့သူ့ချစ်သူစီပြန်လာခဲ့တယ်။မိန်းကလေးကသူမရဲ့မွေမီးကိုထုတ်ပြပြီးရှင်ကျမကိုမကြောက်ဘူးလားလို့မေးတဲ့အခါသူကမင်းကိုတသက်လုံးစောင့်ရှောက်မယ်လို့ငါကတိပေးထားပြီးသားမယ်လို့ခိုင်ခိုင်မာမာပြန်ပြောခဲ့ပါလေအဲ့ဒီအချိန်မှာပဲမိန်းကလေးကမွေကြီးတစ်ကောင်အခီရုတ်တရက်ပြောင်းလဲပြီးသူ့ကိုရန်ဖြူးမဲ့ပုံစံလုပ်လိုက်ပါတယ်သူကြောက်ပြီးနောက်ဆုတ်သွားတဲ့အခါမိန်းကလေးကရှင်သာကတိဖြတ်ရင်တော့ဒလုတ်တဲ့ညမျိုးချပြစ်မဲတို့